ဖြစ်ပါဘူးဒါရောင်နေတဲ့အချိန်နဲ့မဟုတ်လို့ပေါ့နော်ဒီမြခုံးဒီကနေဒီထိကွဲသွားတယ်ဗီဒီယိုပေါက်တာ150ဦးကိုရင်ရဦးသူများဦးတော့မဟုတ်ကိုရင်ရဦးပေါက်တာဒါကတော့မီးကျိုးစင်တာပေါ့နော်မီးကျိုးစင်တာပေါက်ချင်းနဲ့စင်တာဒါရီကတော့ဒါမီးကျိုးစင်တာအားလုံးပဲမင်္ဂလာပါ ANC Blog ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့နော်အခုခေတ်ကမီးမလာလို့နော်မြန်မာနိုင်ငံမှာဆိုရင်မီးတွေတောက်လျှောက်ပြက်တယ်နော်မင်းအောင်လိုင်ကမီးတွေဖြတ်ထားတယ်ဆိုတော့လူငယ်တွေကနော်ဘယ်ထီအိုးနဲ့နော်ဆိုလာနဲ့ join ပြီးတော့ဖုန်းတွေကြည့်ကြတာဗျနော်အဲ့ဒီထဲမှာဘယ်လိုဖြစ်ကြလဲဆိုတော့ဘယ်ထီအိုးဘေးမှာအိပ်ပြီးတော့ဖုန်းကိုအားသွင်းပြီးတော့ကြည့်ရတယ်ဗျအဲ့မှာဘယ်ထီအိုးကနော်မြန်မာနိုင်ငံအခုချိန်နေအရန်ပူတော့အဝင်အရန်ကျန်းတယ်ဟိုဘက်လည်းဆိုလာလည်းဝင်တယ်ဘယ်ထီကလည်းမခံနိုင်ဘူးမခံနိုင်တဲ့အချိန်မှာနော်ဖုန်းကအဲ့လိုတွင်းတဲ့အချိန်မှာ short ဖြစ်ပြီးတော့ဖုန်းရောဘယ်ထီရောပေါက်ခွဲတာနော်ဒီအန်ဒီရဲ့မျက်နှာကိုကြည့်မယ်ဆိုရင်လုံးဝတီးနိုင်တယ်နော်โอเคကျွန်တော်သူ့ရဲ့ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ဗျာကျမဘွားလေးကိုကြည့်ကြပါအောင်လို့နော်တကယ်ချင်းတို့ရေအားလုံးပဲဟိုခလေးလူကြီးပေါ့နော်ဗီဒီယိုအိမ်မှာအင်ပါတာနဲ့အားသွင်းတာတို့ဗီဒီယိုရှိတာတို့ဗီဒီယိုကလစ်ကိုက်မိထားတာတို့ဆိုရင်တော့တတိထားပေါ့နော်ဖုန်းလည်းအားသွင်းကြည်တာမျိုးတွေခလေးတွေကိုလည်းပေးမလုံးနဲ့ပေါ့နော်တတိထားပေါ့ဆရာမှားလိုက်တယ်ဖုန်းသာကြည့်နေပေါ့ရင်ဓာတ်ထက်ဆိုးမယ်တဲ့ဘဝပြတ်သွားမယ်တဲ့ဒါကတော့တော်တော်ကြီးကံကောင်းလို့အဲ့လောက်ပဲဖြစ်တာနှစ်ဖူးကွဲသွားတယ်ပေါ့နော်18ချက်ချုပ်ရတယ်ဒီခေါင်းမှာနည်းနည်းပေါက်သွားတယ်မျက်စိကတော့အဲ့လိုမျိုးပေါ့နော်မျက်စိကတော့အကြီးတော့အရင်တော့မဖြစ်ပါဘူးဒါရောင်နေတဲ့အချိန်နဲ့မဟုတ်လို့ပေါ့နော်ဒီမြခုံးဒီကနေဒီထိကွဲသွားတယ်ဗီဒီယိုပေါက်တာ150ဦးကိုရင်ရဦးသူများဦးတော့မဟုတ်ကိုရင်ရဦးပေါက်တာဒါကတော့မီးကျိုးစင်တာပေါ့နော်မီးကျိုးစင်တာပေါက်ချင်းနဲ့စင်တာဒါရီကတော့ဒါမီးကျိုးစင်တာလေဒီဟာတွေကဒါကတော့အက်ဆစ်ဝင်သွားတာပါစက်ထဲနော်ကံကောင်းလို့အဲ့လောက်လေးပဲဖြစ်တာပါရှားရောကံအញ្ញမ်းကောင်းလို့ပေါ့နော်ခလေးတွေကိုလည်းတတိထားပါကိုယ်အိမ်မှာဗီဒီယိုတွေပါရှိတယ်ဆိုလဲတတိလက်လွတ်မနေပါနဲ့နော်အခုဒါလူကြီးဖြစ်လို့ပေါ့နော်ခလေးတာဆိုရင်တော့မလွယ်ဘူးပေါ့ကိုယ်တော်တော်လေးခံစားရတယ်ဘဝပြက်ပြီလို့ထင်တာပေါ့နော်သွားပြီငါမျက်လုံးကြီးထွက်ကြသွားပြီငါမျက်နှာကြီးစုပ်ပြက်သွားပြီလို့ထင်တာဖျားပေးလို့ပေါ့ဖျားပေးတဲ့ကံလေးကြောင့်မို့လို့ဒီလိုလေးပဲထိသွားတာဟုတ်ကဲ့ခလေးတွေကိုခလေးလူကြီးအားလုံးတတိဝရိယလေးနဲ့အိမ်မှာကိုယ်အိမ်မှာအနေရှိတဲ့ဟာတွေတိတ်ပြီးထားကြပါနဲ့လို့နော်ကျမကတော့လက်တွေ့ခံလိုက်ရလို့သိသွားတာပါအားလုံးသိစေချင်လို့ပေါ့နော်ဒီဗီဒီယိုလေးတင်ပေးလိုက်တာကျန်တာကတော့ဘာညာတော့မဟုတ်ပါဘူးနော်ဘာမှလည်းမနှဖြစ်ပါဘူးကိုယ့်လိုမျိုးခံစားရမှာဆိုလို့တင်ပေးလိုက်တာမျက်စိရထွက်သွားရင်ဘဝပြတ်သွားပြီပေါ့နော်အက်ဆစ်တာမျက်နှာအကုန်လုံးမှန်သွားရင်တော့ကိုတတ်သေးဖို့ပဲရှိတော့တယ်ဟုတ်ကဲ့နော်လူငယ်တွေလည်းနော်နည်းနည်းကြီးစားကြနော်လူငယ်ဆိုရင်မလွယ်ဘူးလေလူကြီးမလို့နဲ့နော်မျက်လုံးတော့ထွက်ကြမလို့ခံစားရတယ်တဲ့နော်အစစ်ဆိုတာမျိုးကနော်ပတ်ထက်တာနဲ့တစ်ခုလုံးမျက်နှာတစ်ခုလုံးစုပ်ပြတ်တက်သွားမယ်မျက်လုံးထဲဝင်မျက်လုံးကကန်လောင်းနိုင်တယ်ပေါ့နော်အခုကဘယ်ထီ150အိုးပေါက်ပွေထည့်တယ်ဆိုတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ဘယ်လိုကြီးကျန်လဲဆိုရင်ဒါတတိမမောရှိကြည့်ရနော်ဒါအမှဖုန်းအဲ့ဒီဖုန်းနဲ့နော်ဘေးမှာအိပ်ပြီးတော့ကြည့်နေမယ်ဆိုရင်တခါတည်းချောမှလူပါနော်โอเคကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့သူကအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ